သူ့နောက်ကိုအယူမူလိုက်နေကြဖြစ်တဲ့ဇနီးလောင်သို့မဟုတ်မိန်းကလေးကအခုခါမှာသူ့ကိုလုံးဝလစ်လျူရှုထားတာကိုသတိပြုမိသွားတဲ့အခါ CEO ဟာအကြီးကျယ်ဆုံးသွားခဲ့ရပါတယ်။သူမရဲ့ခံစားချက်တွေကိုစမ်းသပ်ဖို့အတွက်သူဟာသူ့ရဲ့အသေးဆွဲချစ်သူဟောင်းနဲ့တစ်ခွက်ထဲကနေမျှတောက်ပြခဲ့ပေမဲ့မိန်းကလေးကတော့ဘာတော့ပြန်မှုမှမပြခဲ့ပါဘူး။ဒါကိုမြင်မှပဲ CEO ကသူမဟာသူ့ကိုတကယ်ပဲမေးသွားခဲ့ပြီဆိုတာကိုသဘောပေါက်သွားပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကဒီမိန်းကလေးဟာကင်ဆာရောဂါအတွက်ဆေးဝါးအသစ်တစ်မျိုးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့လို့ကုမ္ပဏီမှာအောင်ပွဲခံပါတီပွဲပြုလုပ်ခဲ့တာပါ။ဒါပေမဲ့ CEO ကတော့သူ့ရဲ့အချစ်ဟောင်းမောက်ကိုပြန်ရဖို့အတွက်ပဲအလုပ်ရှုပ်နေခဲ့ပါတယ်။မိန်းကလေးကဒါကိုသိသွားပြီးသူ့အနားမှာလာကပ်နေမှာကိုသူမလိုလားတဲ့အတွက်သူမရဲ့ဖြော်ရည်ခွက်ထဲမှာတစ်ခုခုကိုတိတ်တဆိတ်ရောဆက်ထည့်ခဲ့ပါတယ်။မိန်းကလေးကအဲ့ဒီဖြော်ရည်ကိုတောက်လိုက်တာနဲ့ချက်ချင်းပဲသတိလစ်မေးလဲသွားခဲ့ပါတော့တယ်။ဆေးရုံရောက်လို့မိန်းကလေးသတိရလာတဲ့အချိန်မှာအရာအလုံးကိုမှတ်မိပေမဲ့ထူးဆန်းတာက CEO တယောက်တည်းကိုပဲလုံးဝမေ့သွားခဲ့တာပါ။သူမရဲ့တငယ်ချင်းအရင်ကနေက CEO ကိုမြင်မြင်ချင်းချစ်မိသွားပြီး2000လိုက်ခဲ့တာ CEO ရဲ့ရင်ထဲမှာတော့သူ့ရဲ့အချစ်ဟောင်းမတစ်ယောက်ပဲရှိခဲ့တာလို့ပြောပြပါတယ်။လမ်းခွဲပြီးတဲ့နောက်မှာ CEO ကသူ့ကိုယ်သူပိတ်လောင်ထားစဉ်မှာလဲမိန်းကလေးကပဲသူ့အနားမှာအမြဲရှိပေးခဲ့တာပါ။ဒါပေမဲ့ CEO ကတော့သူ့မကိုတခါမှမေတ္တာမျက်လုံးနဲ့မကြည့်ခဲ့ပါဘူး။အစကတော့မိန်းကလေးကဒါကိုမယုံနိုင်ခဲ့ပေမဲ့ဖုန်းထဲကချတ်မှတ်တမ်းဟောင်းတွေကိုစစ်ဆေးကြည့်ပြီးသူမရဲ့စိတ်ကူးတွေကစံပြအမျိုးသားပုံစံအတိုင်းဖြစ်နေတဲ့ CEO ရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါမှာဒါတွေအားလုံးအမှန်ပဲဆိုတာကိုလက်ခံလိုက်ပါတော့တယ်။ဒါပေမဲ့ဒါဟာသူမဘဝရဲ့အနာကျင်ရဆုံးအချိန်တွေဖြစ်ခဲ့ပြီးအချိန်ချင်းငင်းခံရတာနဲ့ CEO ရဲ့နေ့စဉ်စော်ကားမှုတွေကိုအောက်အီးသီးခံခဲ့ရတာဟာသူမအတွက်ထမင်းစားရည်တောက်လို့ဖြစ်နေခဲ့တာပါ။ဒါကြောင့်မို့လို့အခု CEO ကိုမေ့သွားတဲ့အချိန်မှာပဲသူမဟာဘဝတစ်ကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖုန်းထဲကအချက်လက်အားလုံးကိုဖျက်ပစ်လိုက်ပြီးသူမရဲ့မိဘတွေစီဖုန်းဆက်ကသူတေသနာလုပ်ငန်းတွေအပြီးတက်ဖို့အိမ်ပြန်လာတော့မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့မိဘတွေကဝမ်းသာအားရနဲ့အမြန်ပြန်လာဖို့ပြောကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတင် CEO ကစေယုံခန်းထဲကိုဝင်လာပြီးမင်းငါနောက်ကိုလိုက်လာပြန်ပြီလားဆိုပြီးအထင်လွဲပါတော့တယ်။မိန်းကလေးကတော့သူမဟာစေးမတက်လို့စေယုံတက်ရတာဖြစ်ပြီးသူ့ကြောင့်မဟုတ်ကြောင်းပြက်ပြက်တသားပြောချလိုက်ပါတယ်။အဲ့ဒီခိုက်တက်မှာပဲကောက်ချစ်တဲ့အချစ်ဟောင်းမကလည်းရောက်လာပြီး CEO ကမိန်းကလေးရဲ့ရှေ့မောက်မှာတင်သူ့ရဲ့ကုတ်အင်ဂျီကိုဟိုမိန်းမကိုခြုံပေးကသူမကကုမ္ပဏီကဝန်ထမ်းတစ်ယောက်တက်ပါလို့ပြောလိုက်ပါတယ်။ဒါကိုကြားပြီးကောက်ချစ်တဲ့မိန်းမကလာရောက်မရွေးဆောင်ခင်မှာတင်သူနာပြုဆရာမလေးကမိန်းကလေးကိုကျမ်းမာရေးစစ်ဆေးဖို့လာခေါ်တာကြောင့်သူမဟာလှည့်တောင်မကြည့်ပဲထွက်သွားခဲ့ပါတော့တယ်။ဒါကိုမြင်တော့ CEO ကစိတ်ထဲတစ်မျိုးကြီးဖြစ်သွားရတယ်။ဘာလို့လဲဆိုတော့အရင်ကဆိုရင်သူမဟာသူ့အနားမှာနေခွင့်ရဖို့အကြောင်းပြချက်အမျိုးမျိုးရှာတက်လို့ပါ။နောက်တော့မိန်းကလေးတစ်ယောက်တည်းထိုင်နေတော့အဲ့ဒီကောက်ချစ်တဲ့မိန်းမကလာရောက်ရန်စပြန်ပါတယ်။လူတစ်ယောက်က CEO နောက်ကိုခွေးတကောင်လိုနှလုံးလုံးလိုက်ခဲ့တာအဲ့ဒါဘသူလဲတိလာဆိုပြီးတွဲဝိုက်ပြီးနှိမ်ချပြောဆိုပါတယ်။ CEO ကအမြဲတမ်းအဲ့ဒီမိန်းမဘက်ကပဲပါတမန်တီလို့မိန်းကလေးကပြန်မငင်းခုန်ပါဘူး။ဒါပေမဲ့အဲ့ဒီကောက်ချစ်တဲ့မိန်းမကတော့လက်တယောက်ခေါ်ပြောနေတော့လဲကြချင်အောင်ဆောင်တဲ့သူမရဲ့တရုပ်ဆောင်မှုနဲ့ CEO ကိုလှည့်စားလိုက်ပြန်ပါတယ်။ဒါကိုမြင်တော့ CEO ကဘာမှမစင်စားပဲမိန်းကလေးကိုအပြစ်တင်ပြီးအချစ်ဟောင်းမောက်ကိုပွေ့ချီဖို့ချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မိန်းကလေးလည်းသူမရဲ့အခန်းကိုပြန်ဖို့လုပ်နေတော့ရုတ်တရက်တစုံတစ်ယောက်ကသူ့မောက်ကိုလှေကားပေါ်ကနေတွန်းချပစ်လိုက်ပါတော့တယ်။သူမသတိပြန်ရလာတဲ့အချိန်မှာတငယ်ချင်းအရင်ကဘေးမှာရှိနေပေမဲ့မိန်းကလေးကဘာမှဖွင့်မပြောခဲ့ပါဘူး။ဘာလို့လဲဆိုတော့ CEO ဟာသူမတငယ်ချင်းရဲ့အကိုအရင်ဖြစ်နေလို့ပါ။မိန်းမတစ်ယောက်ကြောင့်လည်းမောင်နှမတန်ရောစင်ကိုမပျက်စီးစေချင်ပါဘူး။ဒါပေမဲ့အခုတော့သူမရဲ့နှလုံးသားထဲကနေ CEO ကိုလုံးဝထုတ်ပယ်ပစ်လိုက်ပြီးဖြစ်လို့စိတ်တော်နည်းနည်းမကောင်းဖြစ်ရပါတယ်။ဒါကြောင့်မို့လို့တငယ်ချင်းဖြစ်သူကသူမစိတ်ပန်းပြေစေဖို့ဘွားကိုခေါ်သွားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနေရာမှာတော့ CEO နဲ့သူ့ရဲ့အချစ်ဟောင်းမကရောက်လာပြီးလူအများရှိမှစုံတွဲတွေလိုဟန်ဆောင်ပြနေကြပြန်ပါတယ်။မိန်းကလေးကိုနာကျင်စေခြင်းလို့ CEO ကအချစ်ဟောင်းမနဲ့တစ်ခွက်ထဲမျှတောက်ပြပြီးတမင်တက်တက်ရန်စခဲ့တာပါ။သူမစိတ်ဆိုးဒေါသထွက်လာလိမ့်မယ်လို့သူမျှော်လင့်နေခဲ့ပေမဲ့သူမကတော့ဘာမှမဖြစ်တယ်လို့လုံးဝတည်တည်ငြိမ်ငြိမ်ပဲနေခဲ့တယ်။ဒါကိုမြင်တော့ CEO ကဒေါသထွက်သွားပြီးဟိုအချစ်ဟောင်းမရဲ့လက်ကိုဆွဲကထွက်သွားခဲ့ပါတော့တယ်။ဒါကိုကြည့်ပြီးမိန်းကလေးရဲ့တငယ်ချင်းအရင်ကမခံမရက်နိုင်ဖြစ်တာကြောင့် CEO ကိုလိုက်လံရင်ဆိုင်ပြီးကျမတငယ်ချင်းကရှင့်ကိုအသက်ထက်မကချစ်ခဲ့တာပါ။သူမရဲ့ခံစားချက်တွေကိုတစ်ခါလောက်ဖြစ်ဖြစ်ရှင်မစာနာပေးနိုင်ဘူးလားဟင်လို့မေးခဲ့ပါတယ်။ဒါပေမဲ့ CEO ကတော့အလွန်သွေးအေးလုံးနဲ့လေတံနဲ့အခုလိုပဲတုတ်ပြန်ခဲ့ပါတယ်။သူမကငါ့ကိုချစ်တိုင်းငါကောသူမကိုပြန်ချစ်ရမယ်လို့ဥပဒေရှိလို့လား။ဒါတွေမကသေးပဲသူမဟာကုမ္ပဏီမှာရှိနေခွင့်ရတာကလည်းအဲ့ဒီတငယ်ချင်းကြောင့်သာဖြစ်ပြီးမဟုတ်ရင်သူမကိုအလုပ်ကနေထုတ်ပစ်ခဲ့တာကြားပြီးဖြစ်ကြောင်းကိုပါရရဆက်ဆက်ထပ်ပြောလိုက်ပါသေးတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့မိန်းကလေးရဲ့နှလုံးသားတစ်ခုလုံးဟာအစိမ့်လိုက်ခွဲပစ်လိုက်တယ်လို့အပိုင်းပိုင်းဆဆကြေးမွားသွားခဲ့ရပါတော့တယ်။